ကမ္ဘာအနှံ့ပိုင်းတွေကိုပေ4000ကျော်တူးခဲ့တဲ့ရုရှားတွေဘာတွေ့ခဲ့တယ်လဲ1960ကျော်ကာလတွေမှာရုရှားနဲ့အမေရိကန်ကဘာလုံးအပြိုင်ဆိုင်မှာအဲလိုအပြိုင်ဆိုင်ထဲမှာကမ္ဘာအနှံ့ထဲကိုတွင်းတူးပြီးလေ့လာတာလဲပါပါတယ်ဘလို့တောင်တူးခဲ့ကြတယ်လဲနဲ့ဘာတွေကိုတွေ့ရှိခဲ့တယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်လို့ဆက်ပြီးတော့လေ့လာကြည့်ရှုရအောင်ပါရှင်ပထမဆုံးကမ္ဘာမြေအောင်ထဲကိုတွင်းတစ်ခုစပြီးတော့တူးခဲ့တာကအမေရိကန်တွေပါမက္ကဆီကိုပင်လယ်ကွေ့ရပင်လယ်ထဲမှာပေါ့တော်တော်ကြီးကိုရောက်အောင်တူးနိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကာလဟာအမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့စစ်အေးတိုက်ပွဲကြောင့်အပြိုင်ဆိုင်ဖြစ်နေတဲ့ကာလမျိုးဆိုပါတော့အာကာသလေ့လာရေးအနဝါရေအောက်လေ့လာရေးတွေမှာလည်းပြိုင်ဆိုင်နေကြသလိုမြေအောက်ကိုလေ့လာတော့လည်းအပြိုင်ဆိုင်ပဲဖြစ်ပါတယ်အမေရိကန်တွေကသူတို့တွေ့ရှိခဲ့တဲ့အချက်လက်တွေပေါ်မှာအခြေခံပြီးတော့အလုပ်တွေအများကြီးဆက်လုပ်နိုင်ခဲ့သလိုအကျိုးရှိသွားတာတိုးတက်သွားတာတွေလည်းအများကြီးပါပဲဆိုတော့နောက်မှာရုရှားဖြစ်လာမဲ့ဆိုဗီယက်တို့လည်းအကျော်မခံတော့ပဲ1980မှာစပြီးတော့တွင်း energy တစ်ခုကိုတူးဖို့လုပ်ပါတော့တယ်တွင်းကအကျယ်တော့မကျယ်ပါဘူးအချင်း6လက်မပဲရှိပါတယ်အဓိကကတော့နက်အောင်တူးနိုင်ဖို့ပါပဲဒါမှကမ္ဘာမြေလွှာနဲ့ကြောက်လွှာတွေကိုနက်နက်ရှိုင်းလေ့လာနိုင်မှာဖြစ်ပါတယ်ဒီလိုလုပ်ဖို့အတွက်ဆိုဗီယက်တို့ကဒေချာပြင်ဆင်ခဲ့ကြပါတယ်အမေရိကန်ရဲ့အခက်အခဲကိုလည်းသူတို့ကလေ့လာပြီးတော့ပြင်ဆင်ခဲ့ကြတာပေါ့အမေရိကန်တွေအတွက်ကတော့အကြီးဆုံးခက်ခဲကသူတို့တူးတဲ့နေရာကမက္ကဆီကိုပင်လယ်ကွေ့နာဖြစ်နေတော့ပူတာပါမတန်တဆကိုပူပါတယ်အဲ့ဒီအပြင်ကြောက်သားကိုလွန်နဲ့ဖြတ်တူးနေတဲ့တွင်းကြီးထဲမှာဆိုရင်အပူကပိုဆိုးတာပေါ့အပေါ်ကအပူအပြင်မြေအောက်ကအပူတွေလည်းထွက်လာပါတယ်ဒါကြောင့်ပဲအမေရိကန်တွေကြကြဆက်တူးလို့မရတော့ပဲရပ်ထားလိုက်ရတာပါဒါကိုသိထားတဲ့အဆိုဗီယက်တွေကသူတို့တူးမဲ့နေရာကိုအေးတဲ့နေရာဖြစ်အောင်ရွေးခဲ့ပါတယ်Pichensky ခရိုင် Mamak Oblak ဒေသမှာဖြစ်ပါတယ်။အဲ့ဒီနေရာကအေးတဲ့အပြင်အဲ့ဒီနေရာမှာရှိတဲ့ကြောက်လွှာကြီးကအရန်ကိုရှေးကြတဲ့ကြောက်လွှာဖြစ်တာကြောင့်ဒီမှာလေ့လာရင်ပိုများတဲ့အချက်လက်တွေကိုတွေ့မှသိကြတယ်လို့ဆိုဗီယက်တို့ယုံကြည်ခဲ့ကြပါတယ်။1965မှာကိုလာ2K Twin Bout Project ကိုစတင်ဖို့အတွက်အစအဦးတွေစဆောက်ခဲ့ပြီးတော့1980မှာစပြီးတော့တူးခဲ့ကြပါတယ်။ American တွေလိုမျိုးပင်လယ်ထဲမှာသင်္ဘောနဲ့သွားတူးရင်စက်ပိုင်းဆိုင်ရာအခက်အခဲကြောင့်နက်နက်တူးဖို့အခက်အခဲရှိလာမှာဆိုလို့သူတို့ project မှာ tower တစ်ခုကိုထည့်ဆောက်ပြီးတော့အဲ့ဒီမှာအရန်ကိုစွမ်းရည်မြင့်တဲ့ PRB တူးစက်ကြီးတွေကိုထပ်ထားခဲ့ပါတယ်။ပိုက်တွေကိုထိန်းပေးဖို့အေယာမဆက်လက်တန်ကြီးရလဲပါတာပေါ့။တကယ်တော့ဒီတွင်ကအချင်း6လက်မသာကျဲတာမှန်ပေမဲ့အောက်ကိုဆက်ပြီးတော့ဒူးလာတဲ့အခါပိုက်တွေကပေါင်ချိန်တန်းနဲ့ချီပြီးတော့လေးလာပါတယ်။ဒါကြောင့်ဆက်လက်တန်ကြီးတွေလိုအပ်လာတာပါ။အဲဒီနောက်သူတို့ဘာတွေ့ရှိခဲ့တယ်လဲဆိုတာကိုဆက်မပြောသေးခင်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုချင်တယ်ဆိုရင်တော့ချစ်တဲ့ရဲ့ interest knowledge page လေးကို like and follow လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးဆိုတာတွေကိုပဲချစ်တဲ့အဖွဲ့တွေကရွေးချယ်ပြီးတော့တင်ဆက်ပေးနေရလဲဖြစ်ပါတယ်ရှင်။တူတဲ့နေရာမှာလည်းအခက်အခဲကတော့အမျိုးမျိုးနေစင်ပါပဲဒီ project ရဲ့တာဝန်ရှိသူတွေကနေတိုင်းအခက်အခဲပေါင်းစုံကိုခေါင်းချင်းဆိုင်ပြီးတော့ဖြည့်ရှင်းရင်းကြော်ဖြတ်ရပါတယ်တနည်းလည်းမဟုတ်ပါဘူးဒီ project က73နှစ်ကြာအောင်ကနဦးတူးခဲ့ရတဲ့ project ဖြစ်ပါတယ်ဆိုတော့နေတိုင်းပြဿနာတစ်ခုမဟုတ်တစ်ခုကိုရင်ဆိုင်ရပါတယ်အထူးသဖြင့်တူးတာနဲ့လာတာနဲ့အမျှအောက်ကအလွန်သွားတဲ့ပိုက်တွေကိုထိန်းချုပ်ဖို့ကပိုခက်လာပါတယ်ဝေးလာတာနဲ့အမျှလိုတလိုထိန်းဖို့ပိုခက်လာပြီးတခုခုပြတ်သွားခဲ့ရင်လည်းမြေအောက်ပေထောင်ချီမှာဆိုတော့ပြင်ဖို့ခက်ပါတယ်နေစဉ်တူးရင်ထွက်လာတဲ့မြေသားနဲ့ကြောက်သားနမူနာတွေကိုလည်းလေးလာစမ်းသပ်မှုတွေလုပ်တဲ့အဖွဲ့ကတီးခြားလုပ်နေခဲ့ကြပါသေးတယ်စားလုပ်ပြီးတော့9နှစ်လောက်ကြာလာတော့ပေ2000ကျော်ရောက်လာပါတယ်ပေ2000ကျော်မှာပိုက်တွေကျိုးကုန်လို့ဘေးနားကနေထပ်ပြီးတော့တူးခဲ့ရတာပါအဆုံးသတ်မှာတော့ပေ4000ကျော်ရောက်အောင်တူးနိုင်ခဲ့ပါတယ်ကဘာပေါ်မှာအနက်ဆုံးလူလုံးတွင်းပေါက်တစ်ခုပါပဲအဲ့ဒီတဲကနေတွေ့ရတဲ့အချက်လက်တွေထဲမှာလူတွေကိုပေးသိထားတာကတော့ကမ္ဘာမြေမျက်နှာပြင်အောက်မှာသမုဒ္ဒရာထက်ပိုများတဲ့ရေတွေရှိနေတယ်ဆိုတာရယ်ဟိုက်ဒရိုဂျင်တွေကကြောက်သားတွေကြားမှာညှက်ပြီးတော့အတိုက်ဖွဲ့နေတာတွေရဲ့အများကြီးရှိတယ်ဆိုတာရယ်နဲ့မြေအောက်ပေတောင်းချီမှာအစနှိမ့်သက်ရှိလေးတွေနေနိုင်ကြတော့မဲဆိုတာတွေပါဒီထက်ပိုပြီးတော့အရေးကြီးတဲ့အချက်လက်တွေကိုတော့အခုထိလျှို့ဝှက်ထားတော့မှာပဲ project ကိုတော့1995မှာပိတ်သိမ်းခဲ့ပြီးတွင်းကြီးကအခုထိပိတ်ထားတော့မှာပဲပြည်သူကြီးတို့ဆိုရင်ရောဆိုဗီယက်တွေဘာအချက်လက်တွေထပ်ပြီးတော့တွေ့ထားလောက်မယ်လို့ထင်ပါတယ်လေအောက်က comment လေးထဲမှာဆွေးနွေးပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်